ပေါ်တရားတော့ဟိုပေါ့ဒီတစ်ဖက်ကတော့အာနာရှင်တစ်ဖက်ကတော့ဒီမိုကရေစီအားစုပေါ့အဲ့ကကြတော့ကိုတို့တစ်ဖက်ကတော့အာနာရှင်ဆိုတော့သူလုံနိုင်မလားသူလုံတော့ဒီမိုကရေစီအားစုမှာတက်တယ်ကိုဒီအားစုကလည်းကိုလုံနိုင်တယ်လုံကြတယ်ဒီကြောက်လှရှားမှုတွေပေါ့တစ်ဖက်ကတော့ကိုတို့ကဟိုလူနာလေတဲ့ဘာသာစကားနဲ့ပြောရတယ်တိုက်ကြတော့ခက်ခဲရှိတယ်နော်ဟုတ်လို့ဒါအခုမှဖြစ်တဲ့ကိစ္စပေါ့1988ကလေးဒီတိုင်း1988မှာလည်းဟိုဒုဘက်ကဘာမှမှားရင်ရှိရပါဒီလုံးဆန္ဒပြခဲ့တယ်မမကန်ဥပဒေပေါင်းနဲ့လို့အနာသိမ့်ပြီးတော့လမ်းပေါ်ကနေပြစ်တက်ခဲ့အဲ့ရစပြီးတော့ဒီကဥပဒေချူဖောက်တာပဲလက်ကြည့်ပါမယ်ခုဖြစ်နေတဲ့အခါကဘာမှအတိပဲမရှိတာတကယ်ကြတော့2000နဲ့သူတို့အားကိုးတဲ့2008ကအနာသိန်းအောင်ခုမဖြစ်တာအနာသိန်းလို့ရှိရင်2008ကပြက်ပြီ2008ပြက်လို့ရှိရင်ခုဒီနေ့လုံနေရွေးကောက်ပွဲပဲဘာမှအတိပဲမရှိတော့အဲ့တော့သူကတရားဝင်ဆိုရပါအနာသိန်းစသိန်းကလေးကတရားဝင်ဆိုရမှုတယ်လေသူကဥပဒေပဲဆိုရတယ်သူကြတော့ဘာဖြစ်ဖြစ်နိုင်ငံကောင်းဆောင်တွေသူတို့ဥပဒေကာဝယ်ပြီးသားဖမ်းလို့မရဘူးနော်တရားလေဥပဒေဖောက်ပြဖမ်းတာသူကနိုင်ငံတော်သစ္စာဖောက်မှုဖြစ်နေတာနော်အဲ့မှာတော့သူကဥပဒေပြင်ပြီးရောက်အဲ့ကကြတော့ဒီမှာကအခုလှုပ်ရှားမှုတွေအားလုံးကတော့တရားနည်းလမ်းရဆောင်ရွက်ကြတယ်ဆိုတော့ဒီနေရာမှာဓမ္မနဲ့အာမတိုက်ပွဲပေါ့ကဘာကြီးကဟိုဘက်ကရမှုကြည့်ရအောင်